ဖူးပိုင်မေဒီမှာကြိုဆိုပါရယ်မဟုတ်ဝမျိုးစားပေါင်း10မျိုးကျော် coffee တော့မဟုတ် drinks ကလည်းနှစ်ခွက်ရပြီးတော့ရေကူးကန်မှာ2ယောက်ကူးခွင့်ရမယ် ID buffet set လေးကိုမေဒီတို့သားမိသွားစားခဲ့တာလေး share ပေးချင်ပါတယ်ရှင်မုံလေးတွေကတော့အရသာလေးတွေကလည်းသူကလည်းသူတော့ကောင်းပါတယ်အရန်ကြီး special ကြတာမျိုးရောမဟုတ်ပုံမှန်ရတာလေးတွေပဲပေါ့နော်နှစ်ယောက်တည်းအေးစစ်စစ်သွားစားမယ်ဆိုလို့ရှိရင်တော့ဒီ ID set ကလေးကနှစ်ယောက်ဆိုလို့ရှိရင်တော့ကောင်းကောင်းစားလို့ရပါတယ်မုံလေးကဘာတွေပါလဲဆိုရင်ဟမ်ဘာဂါအသေးလေးက2ခုပါတယ်နောက်ပြီးတော့ဒီအသားလုံးကြော်လေးနဲ့စပူစာကြော်လေးပေါ့နော်အဲ့ဒါလေးလည်းပါတယ်နာချိုစ်လေးလည်းပါတယ်နာချိုစ်တစ်သေးလေးနောက်ပြီးတော့ egg duck ပါတယ် strawberry pudding လေးလည်းပါတယ် chocolate cake လေးတွေလည်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီ croissant လေးလည်းပါတယ် croissant လေးကကျတော့အထဲမှာ mayonnaise နဲ့အသားလေးနဲ့ပေါ့နော်အဲ့ဒါမျိုးလေးလည်းပါပါတယ်နောက်ပြီးတော့ပေါင်ပုံလေးအသေးပုံလေးလောက်ထားပြီးတော့ mayonnaise လေးပေါ့နော်တုတ်ထားလေးပါတယ်ဒါဒီချိန်ကတော့ strawberry ရသည်ချိန်ဆိုတော့သူက sauce လေးတွေဒီ jam လေးတွေအကုန်လုံးကတော့ strawberry ရတာလေးတွေလည်းပဲလောက်ထားပါပေါ့နော်နောက်တစ်ခုကကြတော့လဲဟိုလိုမျိုးပစွန်ဆက်လက်ကလေးပေါ့ပစွန်လေးတစ်ကောင်နဲ့ဆက်လက်ကလေးကိုဇွန်းလေးထဲမှာထည့်ပြီးထားတာလေအဲ့ဒါလေးလည်းပါပါတယ်drinks ကတော့ဒီ coffee ဒါမှမဟုတ်လို့ရှိရင်ဒီ milkshake ပေါ့နော် blueberry milkshake တွေကရွေးလို့ရတယ်ဒီတို့သားမီကတော့ blueberry milkshake လေးတောက်ခဲ့တယ် blueberry milkshake လေးကပြည့်ပြည့်နှစ်နှစ်ကလေးနဲ့အရင်ကြီးလက်အချိုမကဲပဲနဲ့အရသာရှိပါတယ်နှစ်ယောက်တည်းအေးစစ်စစ်သွားပြီးတော့စားမယ်ဆိုလို့ရှိရင်တော့ဘဝလင်းစားလို့ရတယ် ID set လေးပဲဖြစ်ပါတယ်ဒီကူးကန်ကလည်း2ယောက်ကူးခွင့်ရတယ်ပေါ့နော်မေဒီကတော့မကူးခဲ့ဘူးသားလေးနဲ့တူလေးကိုပဲကူးခိုင်းခဲ့ပါတယ်ကလေး2ယောက်ကူးတာပေါ့နော်တကယ်လို့လူကြီးကထပ်ပြီးတော့ဒီ Heidi's buffet ထဲမှာမဝယ်ထားပဲနဲ့ထပ်ပြီးတော့ကူးချင်တယ်ဆိုလို့ရှိရင်လူကြီးက$10ကလေးဆိုရင်$5ထပ်ပြီးတော့ပေးရပါတယ်ရှင်ဒီကူးကန်ကလည်းအရန်လှတယ်ပေါ့နော်ဒီတစ်ပင်လေးတွေအုံးပင်လေးတွေနဲ့ဒီ photo spot လေးလည်းအများကြီးရှိလို့ဓာတ်ပုံရိုက်ချင်တယ်ဆိုတဲ့သူတွေမိန်းကလေးတော်တော်များများတော့ဒီ Heidi buffet set လေးကိုသဘောကျကြမယ်လို့ထင်ပါတယ်တကယ်လို့ဒီ Heidi buffet လေးကဟိုတယ်ကနေဓာတ်ရိုက်ဝယ်မယ်ဆိုလို့ရှိရင်တော့$9,000ကျော်လောက်ကျတယ်ပေါ့နော်မေတီရဲ့ဒီ post လေးကိုဒီ blog လေးကို share ပေးလို့ရှိရင်တော့ discount ဈေးလေးနဲ့ဝယ်လို့ရမှာပဲဖြစ်ပါတယ် post လေးကိုလည်း share ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ပြန်လည်ဆုံတွေ့ကြမယ်နော်တတာ